အားလုံးပဲမင်္ဂလာညခင်လေးပါနော်အားလုံးပဲနေကောင်းကြရလားကျမကတော့ဒီရက်ပိုင်းနေသိမကောင်းတာနဲ့လေ့ကျင့်ကမလုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့လို့လေ့ကျင့်ကမလုပ်လို့ရှိရင်ပို့ပြီးတော့နေမကောင်းဖြစ်နိုင်တာကြောင့်မလို့ပေါ့နော်မအားတဲ့ခြားတွေကနေပြီးတော့မှလေ့ကျင့်ကလုပ်ဖြစ်တာလေးပါကျမဒီနေ့လေ့ကျင့်ကလုပ်ဖြစ်ထားတဲ့ဗီဒီယိုလေးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ပေါ့နော်အားလုံးပဲကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြဖို့မေတ္တာရပ်ခံအပ်ပါတယ်ရှင်ပြောရဲဆိုရင်တန်လန်းပဲလက်မအောင်ကြောရှုပ်ပြီးသွားတဲ့ခါကျတော့ကျမထုံးစံအတိုင်းပဲယောဂလေးချစ်နေတာကိုအားလုံးသိသွားအောင်လို့ကျမခြေထောက်နဲ့ချောင်းကိုမိုးပေါ်မှာထောင်လိုက်ပါတယ်ရှင်မထောင်ရင်မနေတတ်တဲ့အတွက်ကြောင့်မို့လို့ကျမကတော့အမြဲပဲထောင်နေမှာပဲဖြစ်ပါတယ်ရှင်အလုံးပဲကျမလိုပဲယောဂလေးကျင့်ခံလေးကိုဘယ်လိုပြောရမလဲပေါ့နော်မအားတဲ့ခြားတွေကနေမကောင်းဖြစ်နေတဲ့ခြားတွေကနေပြီးတော့စောနိုင်ကြပါစေနော်ယောဂလေးကျင့်ခြင်းအပြင်ခန္ဓာကိုယ်ကနေမကောင်းဘူးဆိုလို့ရှိရင်တော့မှပဲပြန်လဲတက်တာလာနိုင်ပါတယ်ပေါ့နော်ကျမဆိုလို့ရှိရင်နေသိမကောင်းပါဘူးဒါပေမဲ့လို့ယောဂလေးကျင့်ခံဆော့ပြီးတဲ့အခါမှာခန္ဓာကိုယ်ကပုတ်ပါသွားပြီးတော့တခြားအိမ်မှုကိစ္စတွေတောင်မှလုံနိုင်ကိုင်နိုင်နေပေါ့နော်ဒါကြောင့်မလို့အားလုံးပဲအရန်ကိုကောင်းမွန်တဲ့အတွက်ကြောင့်မလို့ယောဂလေးကျင့်ခံလေးကိုလိုက်ပြီးတော့ကစားစေချင်ပါတယ်ရှင်ခန္ဓာကိုယ်ကြောလျှော့တဲ့လေ့ကျင့်ခန်းမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ယောက်ျားလေးရောမိန်းကလေးရောဆော့လို့အရန်ကိုအဆင်ပြေပါတယ်ရှင်ဒါကြောင့်မို့လို့အားလုံးပဲယောဂလေ့ကျင့်ကြဖို့ကျမကတိုက်တွန်းလိုက်ပါတယ်နော်အလုပ်တွေအရန်ရှုပ်လို့အချိန်လည်းမရှိဘူးပြီးတော့နားရတဲ့အချိန်ကလည်းအရန်ကိုနေတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့လိုမျိုးအကြောင်းပြချက်တွေနဲ့လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်စိတ်ချပါဘယ်တော့မှလေ့ကျင့်ခန်းလုပ်ဖြစ်မှာမဟုတ်တော့ပါဘူးဒါကြောင့်မလို့အချိန်မရှိရင်ပဲဖြစ်ဖြစ်အလုပ်တွေရများနေတာပဲဖြစ်ဖြစ်ပေါ့နော်အားတဲ့အချိန်လေးမှာလေ့ကျင့်ခန်းလုပ်ချဖို့တိုက်တွန်းလိုက်ပါတယ်နော်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်